အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမတို့ပန်းစီစီတဲ့ခါကြလို့ရှိရင်ပန်းထူခွဲရဲ့ဖောရဲ့ဟန်တိုက်ချီစီးရရဲ့ကိုကျမတို့ဒီမှာမျှဝေပေးသွားပါမယ်ကနဦးနေနဲ့ကျမတို့ဒီမှာဆိုလို့ရှိရင်ဖောနဲ့စီးတာရှိမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဒီလိုမျိုးပန်းထိုးခွက်နဲ့ပန်းစီစီတာရှိပါမယ်ပြီးရင်နောက်တစ်ခုကကြတော့ဒီလိုမျိုးစကားကွက်တွေနဲ့ပန်းစီစီတာရှိပါမယ်ပြီးရင်နောက်တစ်နည်းကကြတော့ကျမတို့ hand type ပေါ့နော်အဲ့တော့ဘာပစ္စည်းမှမပါမဲနဲ့လက်နဲ့ကိုပဲတဘာဝဆန်ဆန်စီးတဲ့စီးနီးလေးရှိတယ်ပေါ့နော်ဆိုတော့အဓိကအားဖြင့်သင်တန်းမှာဆိုလို့ရှိရင်เนาะကျမကဒီ hand type ပေါ့နော်လက်နဲ့စီးတဲ့ပန်းစီနီးကိုပဲအဓိကထားပြီးတော့သင်ပေးပါတယ်ဆိုတော့ hand type နေရာကြတော့ကိုအဆင်ပြေသလို arrange လုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျမတို့ပန်းဟမ်တိုက်ဆိုလို့ရှိရင်ပန်းကိုပပပလေးပေါ့နော်။ကိုင်ကျင်တဲ့လူတွေအတွက်ကိုအဓိကထားပြီးတော့စီးရဲပေါ့နော်။ဆိုတော့ဒီအားလုံးဒီစီးတဲ့စီးပုံစီးနီးကတော့ပန်းရဲ့ပုံစံရှိတ်လေးတွေတော့ကွာသွားလိုက်မယ်ပေါ့နော်။ဆိုတော့ဘယ်လိုမျိုးလေးတွေကွာလဲဆိုတဲ့အားတွေကိုကျမတို့ဒီမှာကြည့်လို့ရပါတယ်။ဆိုတော့ကနဦးလေးနဲ့ကျမတို့ပန်းစီစစီးတဲ့ခါကြလို့ရှိရင်အဲ့တော့အပွင့်ကြီးတာကိုဒါဟန်တိုက်စီးမယ်ဆိုလို့ချင်းစပြီးတော့ရှူတယ်ပေါ့နော်။ဝင်ပေါ့နော်ဆိုတော့ပန်းသုံးပွင့်ကိုရှုမယ်ယူပြီးလို့ရှိရင်လက်ထဲမှာကျမတို့ဒီလိုမျိုးသုံးပွင့်ကိုကင်ပါမယ်ပေါ့နော်ကင်ပြီးလို့ရှိရင်ကျမတို့အရန်ပန်းလေးတွေထပ်ချစ်မယ်ပေါ့နော်ဒီဆိုလို့ရှိရင်တော့တစ်ပွင့်နှစ်ပွင့်သုံးပွင့်ပေါ့နော်သုံးပွင့်ပြီးလို့ရှိရင်ကျွန်တော်ဒီအရှိမဆက်ပြီးတော့ဖြည့်မယ်ပေါ့နော်ပြီးရင်ဒီမှာဆက်ပြီးတော့ကျွန်တော်ဖြည့်ပါမယ်တော့ဖြည့်ပြီးဆိုရင်အရင်ပန်းလေးတွေဆက်ပြီးတော့ထည့်မယ်ပေါ့နော်ထည့်ပြီးဆိုလို့ရှိရင်ကျမတို့ဒီအနောက်မှာပေါ့နော်အနောက်မှာဆက်ပြီးတော့ဖြည့်ပါမယ်လို့ရှိရင်ဒီမှာအရှမ်းပန်းလေးတွေထည့်ပြီးပေါ့နော်လို့ရှိရင်ပန်းလေးတွေဆက်ပြီးတော့ခြေပါမယ်တော့ဒီဘက်ဒီမှာကြည့်ကြရတယ်ဒီဘက်ဒီမှာပန်းနေလူနေသေးတယ်ပေါ့နော်နောက်ပြီးရင်ဘာလို့ပန်းလေးတွေဒီအရှိမှာဆက်ပြီးတော့ဖြည့်သွားမယ်ပေါ့နော်တော့ပြီးလို့ရှိရင်ကျမတို့အရှင်ကတန်းလေးဆက်ပြီးတော့ဖြည့်ပါမယ်ပေါ့နော်
ရန်ပန်းလေးတွေနဲ့ဟန်ထိုင်မနှိမ့်မမြင့်စီရဲဟာပေါ့နော်အဲ့တော့ပန်းစည်းစီးတဲ့ခါကြလို့ရှိရင်သူကဒီလိုမျိုးအပေါ်ပိုင်းကကားလေးနဲ့အောက်ပိုင်းမှာလည်းဒီလိုမျိုးကကားလေးဖြစ်နေရမယ်ပေါ့နော်အဲ့တော့မှပန်းစည်းစီးတဲ့ခါကြလို့ရှိရင်ကျမတို့ပန်းစည်းကကားလေးနဲ့အောက်ပိုင်းလေးကကားလေးထွက်မှာပေါ့နော်အပေါ်ပိုင်းကားလေးအောက်ပိုင်းကားလေးထည့်မှာပေါ့နော်အဲ့ဆိုပန်းစည်းကိုစီးတဲ့ခါကျကျမတို့ဘယ်ညာစီးပြီးတော့သွားရမယ်ပေါ့နော်အဲ့ဆိုဒါကကျတော့ hand tie ကျမတို့တဘာဝဆန်ဆန်လေးကိုပဲကျမတို့စီးရပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျမတို့ဒီလိုမျိုးစကားနဲ့စီးရဲဟာပေါ့နော်ဆိုတော့စကားနဲ့စီးတဲ့ခါကတော့ကိုရီးယားစတိုင်ပန်းစီပန်းနေကြောင်စုံနဲ့စီးရဲခါမျိုးကြရင်တော့ဒီလိုမျိုးခွက်ကလေးနဲ့ကိုစကားခွက်လေးနဲ့ကိုစီးရများတယ်ပေါ့နော်ဆိုတော့ကိုရီးယားစတိုင်ကျတော့ပန်းရောင်စုံစီးရဆိုတော့ဒါလေးတွေနဲ့ထည့်စီးရဲဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ်ပန်း2မျိုးပဲရှိတာဆိုတော့ပန်း2မျိုးနဲ့ပဲထည့်ပြီးတော့အရင်ဆုံးစီးရပြီးနေပေါ့နော်အဲဆိုတော့ဒီမှာအပေါက်တွေရှိတာဖြစ်တဲ့အတွက်ကျမတို့ဒီမှာအပေါက်တွေထဲကိုပန်းလေးထည့်ရအောင်ပဲတော့ပါအားသာကျရှိရဲဆိုတော့ဂျားထဲမှာစကားကွဲရှိတာဖြစ်တဲ့အတွက်ပန်းစည်းလေးတွေကိုကျဲကျင်လို့ကျဲလို့ရတယ်ပိုလိုချင်တဲ့နေရာကိုစချဲလို့ရတယ်ပေါ့နော်အဲ့ဒီမှာကျမတို့သူကဂျားထဲမှာခန္ဓာရှိတာဖြစ်တဲ့အတွက်သူကပန်းစည်းလေးတွေကကြဲကြဲလေးတွေထွက်နေတာပေါ့နော်နော်ဒါဆိုပန်းစည်းအားကြဲကြဲလေးဖြစ်နေတယ်ပေါ့နော်အောက်မှာတော့ဘာလို့ဒီတော့နေရမယ်ပေါ့နော်အဲဆိုတော့ပန်းစည်းကြဲကြဲလေးတွေနဲ့ကိုကြောက်တယ်လို့ပြီးတော့စီလို့ရတယ်ပေါ့နော်ပန်းခြေအတွက်များလေးကိုမှကိုကြဲကြဲစီးချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီလိုစကားလေးတွေနဲ့စီးလို့ရတယ်ပေါ့နော်။သူကတော့ပန်းစီကြဲကြဲလေးနဲ့ဝင်လေးဖတ်နေတဲ့ပုံစံလေးဖြစ်မှာပေါ့နော်။ဒါဆိုလို့ရှိရင်ပန်းစည်းလေးတွေကကြဲကြဲလေးတွေနဲ့ပေါ့နော်ကြဲကြဲလေးတွေနဲ့အဲ့လိုမျိုးပန်းစည်းကိုအပေါ်ကနေပြီးတော့ကြည့်တဲ့အခါကျလို့ရှိရင်အဝိုင်းစည်းပေါ့နော်အဝိုင်းစည်းစီးခြင်းတဲ့လေးတွေကကြဲကြဲလေးတွေဖြစ်နေတယ်ပေါ့နော်
ဆိုတော့ဒီဖောကားကြတော့ကျွန်တော်တို့စိန်ရမလို့စိန်လို့ရှိရင်ကြတော့အရင်လေးရပေါ့နော်အဲ့ဆိုတော့ဒီပေါ်တဝက်ရဲ့ဒီပေါ်တဝက်ရဲ့လောက်ပဲကျွန်တော်ဖော်ပြီးစိန်ရပေါ့နော်โอเคဟောရေးစိန်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ခါးလေးစိန်လို့ရအောင်ဒီလိုဒီမှာဖြတ်ပါမယ်တော့ဖောမှာရေပါတာဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုထိတော့လေးရဲပေါ့နော်။ဒါမဲ့လည်းကျွန်တော်တို့ဒီထိတ်လောက်လေးပဲရေးဆိုရင်ကြာပါပြီ။ဒါပြီးရင်ဘာလို့ဒီလေးနဲ့ပတ်ပါမယ်။ရေဆိုရေပါတာဖြစ်တဲ့အတွက် plastic နဲ့ပတ်ချင်းဖြစ်တယ်ပေါ့နော်။ဒီရေဆောင်းနောက်ထပ် plastic နဲ့ထပ်ပြီးတော့ပတ်ပါတယ်လို့ရှိရင်တော့ဒီထိပ်လေးကိုကျွန်တော်ပိတ်ပါဆိုတော့ကျွန်တော်ဒီလိုမျိုးရပြီဆိုလို့ရှိရင်ဒီကံပုံချိုးမယ်ပေါ့နော်ကျွန်တော်ဒီအလွယ်မှာထီကံပုံလေးထားပါတယ်ထားပြီးတော့မှပန်းကိုထိုးမယ်ပေါ့နော်အဲဆိုတော့ဘာလို့စိုက်ထိုးပြီးလို့ရှိရင်ဒီဘက်ထီကံမှာဒီမှာတပွင့်ဒီနောက်မှာတပွင့်နော်ကျွန်တော်သုံးပွင့်ထိုးရထိုးပြီးဆိုလို့ရှိရင်နောက်ထပ်ကိုဒါလေးဆက်ပြီးတော့ထိုးပါမယ်တော့ထီကမပြီးရင်သူရဲ့ဒီနောက်မှာပန်းလေးဆက်ထိုးမယ်ပေါ့နော်တော့အလဲမှာထိုးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပန်းအလဲမှာကြီးကြီးလေးတွေကိုကျွန်တော်တို့ထိုးနေပေါ့နော်โอเคရောကျွန်တော်နောက်လေးမှာပန်းထိုးနေရှိလေးတွေမှာပိုက်ပြီးတယ်ဒါဆိုရင်ပန်းလေးတွေကကြဲကြဲလေးတွေဖြစ်နေပြီပေါ့နော်အဲဆိုတော့အလဲမှာကိုကပန်းများတယ်ဆိုရင်အဲ့တော့အဆင်ပြေသလိုကျမတို့ဂျားလေးတွေမှာလိုက်ပြီးတော့ဖြည့်ပြီးတော့ထည့်သွားမယ်ပေါ့နော်
လို့ရှိရင်ကျမတို့ဖစ်တာပန်းလေးတွေထည့်မယ်ပေါ့နော်တော့သူကတော့ကြဲကြဲလေးတွေထိုးတာဖြစ်တဲ့အတွက်ဖစ်တာပန်းလေးတွေထည့်ပြီးပေါ့နော်ဖစ်တာပန်းလေးတွေဒီပန်းလေးတွေထည့်လို့ရတယ်ပြီးလို့ရှိရင် baby back ကြိုက်တဲ့ပန်းပဲပန်းကြီးတွေထည့်လို့ရပါတယ်ဖစ်တာထည့်တဲ့အခါကျရင်တော့ဖစ်တာပန်းတွေကအရင်တော့မမြုပ်စင်းနေပေါ့နော်မပေါ်စင်းနေပေါ့ဒီကတော့ဖစ်တာပန်းတွေကအပေါက်တွေပိတ်ဖို့ရှိရခြင်းနဲ့တခြားဒီပန်းလေးတွေကိုကြွားတော့ကိုယ်ရှိရချက်ပေါ့နော်အဲဆိုတော့ဒီပန်းပွင့်လေးတွေရဲ့အောက်မှာရှိနေတဲ့အပေါက်လေးတွေကွယ်သွားပြီဆိုလို့ရှိရင်ကြပါပြီဆိုရင်ကျမတို့ပန်းကို arrange လုပ်ပြီးပြီပေါ့နော်အဲဆိုတော့ကိုယ်အဆင်ပြေတဲ့နီလန်းနဲ့ပန်းကိုထိုးပြီးတော့စီလို့ရပါတယ်အဲဆိုရင်တော့ပန်းလေးတွေကကြဲကြဲလေးတွေနဲ့ဖြစ်နေမှာပေါ့နော်အဲဆိုတော့နော်အဲဆိုပန်းကိုလည်းရေးစိတ်ပြီးသားဖြစ်သွားမယ်ဒီတိုင်းလေးကိုလည်းကျမတို့ထိုးလို့ရပါတယ်လို့နော်အဲဆိုပြီးတော့ webbing paper ကပြီးလို့ရှိရင်တခြား paper တွေဆက်ထိုးပြီးတော့ဆက်ပြီးတော့ကတ်သွားလို့ရတယ်ပေါ့နော်စိတ်ပါပေါ့နော်ပန်းထိုးခက်နဲ့စီးရနေပါဆိုတော့ကျမတို့ဒါကပန်းထိုးခွဲတဲ့နေရာဖြစ်တဲ့အတွက်ဒီပုံမှာဒါတော့ပန်းကတော့အပေါက်တွေပဲဖြစ်နေပြီပေါ့နော်ဆိုတော့ဒီမှာကျမတို့ရေစွတ်ထားရမယ်ပေါ့နော်ဒီပုံမှာရေစွတ်ထားရမယ်ရေစွတ်ရေစွတ်မယ်ပေါ့နော်ရေစွတ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ပိုင်းကိုကကြတော့ကိုပတ်မဲ့ webbing paper နဲ့တစ်ခါပြန်ပြီးတော့ထုတ်တယ်ပေါ့နော်တော့ webbing paper ကပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေပန်းကိုစထိုးပါမယ်ဒီခေါက်ကတော့ကျမတို့အဝိုင်းစီးစီးမှဖြစ်တဲ့အတွက်ဒီအလယ်ကနေပြီးတော့ကျမတို့ဒီပန်းကိုစပြီးတော့ထိုးတယ်ပေါ့နော်အဲ့တော့ဒီဟာကျတော့သူတို့သမီးလက်ကင်ပန်းစီးသလိုမျိုးပဲပေါ့နော်ကျမတို့ first layer second layer third layer အဲ့တော့ကိုစီးမဲ့ပန်းထိုးခတ်ပေါ်မူတည်ပြီးတော့ layer ကိုတစ်ခုချင်းစီကိုကျမတို့သွားပါတယ်အဲဆိုတော့အလယ်မှာတပွင့်ထိုးတယ်ပြီးလို့ရှိရင်ဘေးပတ် layer နေပြီးတော့တပွင့်ချင်းစီကိုကျမတို့ဆက်ပြီးတော့ဝိုင်းပုံစံလေးဖြစ်အောင်ထိုးပါမယ်တော့ဒါဆိုလို့ရှိရင်ကျမတို့ second layer ပြီးသွားပြီပေါ့နော်
အဲ့တော့ဒီနေရာမှာဘာအကြံပြုခြင်းလဲဆိုတော့ကျမကတော့ဒီမှာဖော်တော့ကိုအလွယ်တကူပေါ့နော်ထိုးထားပြီးသားဟာကိုပဲကျမယူပြီးတော့သုံးလိုက်တာပေါ့နော်တကယ် customer ကို service ပေးတဲ့အခါကျလို့ရှိရင်တော့ကျမတို့ဒီဖော်မှာအပေါက်ပါနေတဲ့ဖော်တော့ကိုတော့မသုံးပါနဲ့သူကကြတော့ပန်ထိုးတဲ့ခါကြလို့ရှိရင်အပွင့်နေရာခြောင်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ပြုတ်တက်ပါတယ်အဲ့တော့ကျမတို့ဒီမှာနမူနာစင်မဲ့ထိုးပြတာဖြစ်တဲ့အတွက်ခြောင်လဲကိစ္စမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့တပ်လေးရကိုထိုးနေတာပါဒီပန်ထိုးခွက်ကတော့ကျမအပွင့်50 size ကိုအသုံးပြုထားတာပါအဲ့တော့ကျမတို့တပ်လေးရပြီးလို့ရှိရင် foot လေးရကိုသွားပါမယ်အဲ့ဆိုတော့ကျမတို့ဒီမှာနှီးစီပန်းကိုထိုးတဲ့ခါကျလို့ရှိရင်လေယာကိုတစ်ခုပြီးမှသာလေကျမတို့ဝိုင်းလေးနဲ့ထိုးလို့ရမယ်ပေါ့နော်အဲ့တော့ဒီမှာပန်ထူခွန်းနဲ့ဝပ်ပင်ပေးပါစီးတဲ့စီနီကိုတော့ကျွန်မနောက်ထပ် blog တစ်ခုအနေနဲ့အဝိုင်းပုံစံအပွင့်50စီးရဲ့စီနီကိုနောက်နေ့မှာကျွန်မထပ်ပြီးတော့မျှဝေပေးသွားပါမယ်အဲဆိုတော့ဒီမှာပန်စီစီလိုက်ပြီးတော့ပန်စီလိုက်စီရတာအဆင်ပြေမယ်လို့တော့ထင်ပါတယ်အဲ့တော့တယောက်နဲ့တယောက်ကလက်ရတော့မတူဘူးဒါပေမဲ့လည်းသုံးတဲ့အထက်ထဲမှာခံပြီးတော့သုံးတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ပေါ့နော်ကျမတို့ပန်းရဲ့ပုံစံလေးကကွဲသွားတာပဲရှိတာပါအဲဆိုတော့ကိုထိုးမဲ့ပန်းစည်းပေါ်မှာမူတည်ပြီးတော့အဆင်ပြေလို့ခုနဒီနန်းတွေကိုအသုံးပြုလို့ရပါတယ်ကျမတို့ဒီပန်းကိုပတ်လဲအဝိုင်းပုံစံလေးဆက်ပြီးတော့ဝိုင်းသွားမယ်ပေါ့နော်အဲ့တော့ပတ်လဲအဝိုင်းပုံစံလေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့အရန်ပန်းလေးတွေထည့်မယ်ပေါ့နော်ဆိုတော့အရန်ပန်းလေးတွေကတော့ကိုကြိုက်တဲ့အဆင်ပြေသလိုပန်းတီလေးတွေကိုအရန်ပန်းနေနဲ့ထည့်လို့ရပါတယ်အရန်ပန်းမထည့်လဲရတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျမတို့အရန်ပန်းကတော့ခိုင်ရွှေဝါပန်းလေးတွေရှိလို့ဆိုပြီးတော့ကျမအရန်ပန်းကိုခိုင်ရွှေဝါပန်းလေးတွေထည့်ထားပေးပါတယ်အဲဆိုတော့တချို့ကြောင့်လည်း baby bag ဒါမှမဟုတ်လို့ရှိရင်ကျဲပန်းလေးတွေကိုကိုကြိုက်သလိုသုံးပြုလို့ရပါတယ်အဲ့တော့အရန်ပန်းထဲတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီပန်းလေးတွေကိုမနှိမ့်မမြင့်ပဲထည့်ပြီးစီချင်ပါတယ်နှုတ်မို့ဆိုလို့ရှိရင်အရန်ပန်းတွေကအရန်မြင့်သွားလို့ရှိရင်ပေါ့နော်ဒီပန်းရဲ့အလှကိုဖုံးသွားလိမ့်မယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်အညွန့်လေးတွေပေါ်ရုံလောက်ဘေးနားမှာပေါ်နေရဆိုလို့ရှိရင်ရပါပြီအဲ့တော့ဒါကတော့ကျွန်မ bonus section အနေနဲ့ထည့်ထားပြီးတာပါနောက်ပိုင်းကျလို့ရှိရင်လည်းကျွန်မပန်းစီးတဲ့အခါ update လေးတွေကိုအလင်းတင်းလို့တော့ပေါ့နော်ကျွန်မ sharing လုပ်ပေးသွားပါမယ်ကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်